တနင်္လာနေ့မွေးသူများအတွက်2026ခုနှစ်6လပိုင်း1ရက်နေ့မှ9ရက်နေ့အထိတပတ်စာမြန်မာပြည်တွင်ဟောစာတမ်းဒီတပတ်မှာတနင်္လာနေ့မွေးသူတွေအတွက်ကံကြမ္မာအပြောင်းအလဲလေးတွေစတင်မြင်ရမယ့်အချိန်မှာအရင်ကစိတ်ပင်ပန်းစေခဲ့တဲ့ကိစ္စတချို့ဖြည်းဖြည်းချင်းအဆင်ပြေလာမယ်။တနင်္လာနေ့မွေးသူများအတွက်အလုပ်စီးပွားရေးကတော့အလုပ်ပိုင်းမှာတာဝန်အသစ်တွေရလာနိုင်ပါတယ်။လုပ်နိုင်စွမ်းကိုလူကြီးသူမတွေသတိထားမိလာမယ်။ဒါပေမဲ့အလုပ်ဖိအားများနိုင်လို့အချိန်စီမံခန့်ခွဲမှုကအရေးကြီးပါတယ်။တနင်္လာနေ့မွေးသူများအတွက်ငွေကြေးကံကတော့ငွေဝင်ကံရှိပေမဲ့ဝင်တလောက်ထွက်လွယ်တဲ့ကာလဖြစ်ပါတယ်။အထူးသဖြင့်အစားအသောက်ခရီးသွား online shopping တွေမှာအသုံးစရိတ်များနိုင်ပါတယ်။တနင်္လာနေ့မွေးသူများအတွက်အခြေရေးကတော့စင်ကူးတွေအတွက်မိတ်ဆွေကနေအချစ်ဖြစ်လာနိုင်တဲ့ကံရှိပါတယ်။ချစ်သူရှိသူတွေကတော့အချင်းချင်းဂရုစိုက်မှုလိုအပ်နေတဲ့အချိန်မှာစကားနည်းနည်းနဲ့နားလည်မှုပေးပါ။တနင်္လာနေ့မွေးသူများအတွက်ကျန်းမာရေးကတော့အစာအိမ်ဘိုင်းနာအိမ်မပျော်တာမျိုးသတိထားပါအစားအသောက်အချိန်မှန်စားဖို့လိုပါတယ်တနင်္လာနေ့မွေးသူများအတွက်ရှောင်ရံကတော့အလင်းလိုဆုံးဖြတ်ချက်ချခြင်းသူများကိစ္စဝင်ပါခြင်းညအိမ်နောက်ကျခြင်းတနင်္လာနေ့မွေးသူများအတွက်ဆောင်ရံကတော့တနင်္လာနေ့မနက်မှာရေတက်လူပါအဖြူရောင်အသုံးဆောင်ပါဖះမှာပန်းအဖြူကက်လူပါကံကောင်းစေသောအယောင်ကတော့အဖြူရောင်အပြာနုရောင်ကံကောင်းစေတဲ့ကဏ္ဍကတော့299ကံကောင်းစေသောနေ့ကတော့တောကြနေလို့ဖြစ်ပါတယ်ဒီတစ်ပတ်မှာစိတ်တည်ငြိမ်စွာနဲ့ကြိုးစားနိုင်ရင်အောင်မြင်မှုအသစ်တွေရလာနိုင်ပါတယ်အခုလိုတစ်ပတ်စာပေတင်ဟောချက်တွေကြည့်ချင်ရင် like follow လုပ်ထားဖို့မမေ့နဲ့တော့ subscribe လည်းလုပ်ပေးခဲ့ပါဦး